မိဘူးတွေဒီနေ့တော့ငါတို့ကန်ကောင်းတယ်ဟဲ့ဖားတွေအကြီးကြီးပဲရလာတယ် ဟိုးအကြီးကြီးရပဲဒီနေ့တော့မြန်ရင်ရှက်ရည်စားရတော့မယ် ဟုတ်တယ်လေဖားတွေကအကောင်အရန်ကြီးတာနော်စားဖားတွေဆိုတော့ ရောင်းစားရင်ဈေးကောင်းရမှာမရောင်းပါဘူးချက်စားမလို့ဖားတွေကကြီးတော့စားကောင်းမဲ့ပုံပဲနော် ကျောက်တို့နှစ်ယောက်လုံးကဖားသားကြိုက်တော့ ခဏခဏချက်စားဖြစ်တယ်နော် ညီးတာ ရှိုးရှဲလေးချက်ရင်ကောင်းမလားဒါမှမဟုတ်ကင်ပွန်းကျင်နဲ့ပဲချင်းရင်ဟင်းချက်ရမလားကိုလူချောရဲ့ မင်းလက်ရဆိုဘာပဲဖြစ်ဖြစ်မြင်တာပါပဲဟာမြန်မြန်ချက်ကြမယ်ဘိုက်ကစားလာပြီမနေ့ထဲကဘာမှမစားရသေးဘူး အေးပါရဲ့ချက်တာပေါ့ ဖားသားဟင်းစီပြန်လေးရတော့မယ် အာအနံ့လေးကမှုေးနေတာပဲ တော်သားလေးတွေရဲ့ဘဝကဒီလောက်ဆိုပြည့်စုံပါပြီဗျာ အားလုံးပဲလာစားကြပါအောင် အရန်စားကောင်းတာပဲ ဟုတ်တယ်တကယ်ကိုကောင်းတယ်